မိသားစုမှာဆိုရင်သူတို့ဘိုးဘေးတွေရဲ့ဥကောင်းခွင်တွေကိုတစ်ခုနဲ့တစ်ခုဆက်သွယ်ထားကြတယ်ဒီလိုလုပ်ခြင်းအဖြစ်သူတို့ဘိုးဘေးတွေရဲ့မှတ်ဉာဏ်တွေကိုရယူနိုင်ကြတယ်အချိန်ကြာလာတာနဲ့အမျှဥကောင်းခွင်တွေကအခန်းတစ်ခန်းလုံးပြည့်သွားတယ်မာကီတာကဒီမိသားစုရဲ့အမွေဆက်ခံသူပါသူ့ဖေမသိခင်မှာမျိုးဆက်ဆက်ခံဖို့အတွက်သူနဲ့အတူကလေးယူပေးမဲ့တယောက်ယောက်ကိုသူရှာရမယ်အဲ့ဒီလိုမှသာမိသားစုမျိုးရိုးကိုဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်တယ်ဒီနေ့မှာတော့မာကီတာကသူ့ကောင်မလေးရီစာကိုအိမ်ကိုခေါ်လာခဲ့တယ်သူတို့နှစ်ယောက်အခန်းထဲမှာထိုင်ပြီးစကားစမြည်ပြောနေကြတယ်မာကီတာကသူ့မိသားစုအကြောင်းစားပြီးမိတ်ဆက်ပေးပါတယ်အဲ့ဒီအချိန်မှာပဲတကားပြင်ဘက်ကနေခြေတံတွေကြားလိုက်ရတယ်မာကီတာရဲ့အဖေကထူးဆန်းတဲ့ပုံစံနဲ့အခန်းထဲကိုရှောက်ဝင်လာခဲ့တယ်သူကသူ့ရဲ့အနာဂတ်ချွေးမလောင်းလေးကိုတွေ့ကျင်တယ်လို့ပြောပါတယ်သူသိမကြခင်တေတော့မှဖြစ်ကြောင်းကိုလည်းပြောပြတယ်သူဆုံးသွားပြီးနောက်မှာရီစာကမာကီတာကိုစောင့်ရှောက်ပေးဖို့သူမျှော်လင့်ကြောင်းပြောခဲ့တယ်ဒီလိုပြောပြီးတာနဲ့အဖေဖြစ်သူကထွက်သွားခဲ့တယ်ဒါပေမဲ့ရီစာကအဖေရဲ့ကိုယ်ရဲ့ကနေအမျိုးသမီးတယောက်ရဲ့အတန်ထွက်လာတာကိုကြားလိုက်ရတယ်အဲ့ဒီနောက်မှာအိမ်ပြန်ရောက်တဲ့အခါရီစာကစိတ်ထဲမှာတမျိုးကြီးဖြစ်ပြီးမတုံ့မတန့်ခံစားနေရတယ်သူမှဘလို့မှအဲ့လိုမပြောနိုင်ခဲ့ဘူးအဲ့ဒီနောက်မာကီတာကရီစာကိုထပ်ပြီးလာရှာပြန်တယ်သူ့အဖေရဲ့အခြေအနေကရုတ်တရက်ပိုဆိုးသွားတယ်လို့သူကပြောတယ်မသိခင်မှာသူမကိုနောက်တစ်ကြိမ်နောက်ဆုံးအနေနဲ့တွေ့ကျင်တယ်လို့ပြောတယ်မာကီတာကရီစာကိုသူ့အိမ်ကိုခေါ်လာခဲ့တယ်သူ့အဖေရဲ့အိတ်ခမ်းတကားကိုတွန်းဖွင့်လိုက်တယ်သူမရှိကမြင်ကွင်းကြောင့်ရီစာတယောက်ကြောက်လန့်တကြားချက်တည်တည်သွားတယ်မာကီတာရဲ့အဖေမှာမီတာ100လောက်ရှိတဲ့ဥခေါင်းခွင်ကြီးရှိနေတယ်မာကီတာကသူ့မိသားစုရဲ့မှတ်ဉာဏ်တွေလက်ဆင့်ကမ်းတဲ့နေလမ်းကိုပုံယူစွာရှင်းပြတယ်သူကရီစာကိုဖမ်းဆွဲပြီးမိသားစုမျိုးဆက်ကိုဆက်ခံဖို့သူနဲ့အတူကလေးယူပေးဖို့ပြောတယ်ရီစာထိတ်လန့်သွားတယ်သူမလှည့်ပြီးထွက်ပြေးခဲ့တဲ့ရုတ်တရက်သူမခြေထောက်ကတခုခုကိုတိုက်မိပြီးခလုတ်တိုက်လဲကျသွားတယ်ရီစာမောကြည့်လိုက်တဲ့မာကီတာရဲ့ဘိုးဘေးတွေရဲ့မရေမတွက်နိုင်တဲ့ဥခေါင်းခွင်တွေကတခုနဲ့တခုဆက်ထားကြတယ်ကင်းချိန်များတကောင်လိုပဲမာကီတာကသူမနောက်ကိုလိုက်လာတယ်သူကရီစာကိုသူနဲ့ကလေးယူဖို့အတင်းကျပ်ကြိုးစားတယ်ရုတ်တရက်မာကီတာသူ့ခေါင်းရဲ့ကစုခနဲ့နာကျင်မှုကိုခံစားလိုက်ရတယ်သူ့ခေါင်းကနေသွေးတွေစီးကျလာတယ်သူ့ဖေရဲ့ခမ်းဘက်ကိုအမြန်ပြန်လှည့်သွားတယ်အဲ့ဒီအချိန်မှာဆက်ထားတဲ့ဥခေါင်းခွင်တွေကအဖေခမ်းဘက်ကိုစတင်ရွှေ့ရလာကြတယ်နောက်ဆုံးမှာတော့သူတို့အားလုံးအခန်းထဲကိုဝင်သွားကြတယ်ရီစာကမာကီတာအတွက်စိတ်ပူသွားတယ်သူမခန်းတကားကိုဖွင့်လိုက်တယ်မာကီတာရဲ့ဖေကတေဆုံးသွားပါပြီဥခေါင်းခွင်တွေလည်းပျောက်သွားပြီးမာကီတာကနာကျင်စွာနဲ့ကျမ်းပြင်ပေါ်မှာဒူးထောက်နေတဲ့ဥကောင်းခွင်တွေအားလုံးကသူ့ခေါင်းနဲ့သွားဆက်နေကြပြီးရီစာထိတ်လန့်တကြားအော်ဟစ်လိုက်တဲ့ဥကောင်းခွင်တွေကစကားစပြောလာပြီးမာကီတာကိုရီစာကိုမြင်မြန်ဖမ်းဖို့ပြောနေကြတယ်မာကီတာကထူးဆန်းတဲ့ပုံစံနဲ့သူ့မဘက်ကိုပြေးလာပြီးကလေးယူဖို့အတွက်သူ့မကိုပြန်ဆွဲခေါ်ဖို့ကြိုးစားတယ်ရီစာကသူမမြင်တွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေကြောင့်လုံးဝစိတ်ဖောက်ပြန်သွားတယ်သူမကထောက်တနေရာမှာကြောင်တောင်တောင်နဲ့ထိုင်နေပြီးသူမရှိကဘိုးဘေးတွေရဲ့ဥခေါင်းအခွင့်တွေကိုအန်းနဲ့တကြီးစိုက်ကြည့်နေပါတော့တယ်